ကောင်းမွန်တဲ့အရာတွေဆိုတာကျွန်တော်တို့ကူးဆက်တဲ့ဓာတ်သဘောတွေရှိတယ်ဒီဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့စင်ရဲတဲ့သူတွေအဆင်မပြေတဲ့လူတွေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ကောင်းမွန်တဲ့ကျွန်တော်တို့ရည်ရွယ်ချက်လေးနဲ့ဒီဗီဒီယိုလေးကနေတက်လာတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကောင်းမွန်တဲ့အရာတွေဆိုတာကူးဆက်တတ်တယ်လို့မကောင်းတဲ့အရာတွေလည်းကူးဆက်တတ်တယ်။ဒါကြောင့်မို့ကောင်းမွန်တဲ့အရာတွေကျွန်တော်တို့အလှူဒန်းလေးတွေကူးဆက်ပါစေဆိုပြီးတော့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကနေတင်ဆက်လိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ကျွန်တော်ကတော့ကိုမိုးကားအနုပညာပဲဖြစ်ပါတယ်။ကိုမိုးကားအနုပညာကားဆေးစင်တာကိုတည်ထောင်တဲ့ကိုမိုးကားအနုပညာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကားရောင်းဝယ်ပြုလုပ်ခဲ့တာဆိုရင်နှစ်10နှစ်ဝန်းကျင်ခန့်ရှိသွားပါပြီ။ဒါပေမဲ့ကျွန်တော်တို့ကိုမိုးကားအနုပညာဆိုတဲ့နာမည်နဲ့ကျွန်တော်တို့ official အနေနဲ့ရောင်းဝယ်ပြုလုပ်ခဲ့တာဆိုရင်ကျွန်တော်တို့2နှစ်ကျော်သွားပါပြီနော်။ဒီ2နှစ်ဝန်းကျင်မှာကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေဘာတွေရှိလဲဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကဲနောက်ပြီးတော့ကျွန်တော်တို့ရဲ့နှစ်သစ်ကူမြန်မာတွေရဲ့နှစ်သစ်ကူပေါ့နော်2000နဲ့ကျွန်တော်တို့1386ခုနှစ်ကနေပြီးတော့1388ခုနှစ်ကိုကူးပြောင်းတဲ့နှစ်လို့ပြောလို့ရတယ်ကျွန်တော်တို့က2024ကနေ2025ဒီလောက်ပဲသိရเนาะအင်္ဂလိပ်လိုသိတယ်မြန်မာလိုကျွန်တော်သိရမှာလည်းဖြစ်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော် remind လုပ်ပေးတဲ့အနေနဲ့1386ကနေပြီးတော့ကျွန်တော်1388ခုနှစ်ကိုကူးပြောင်းတဲ့ကျွန်တော်မြန်မာတွေရဲ့နှစ်သစ်ကူးဖြစ်ပါတယ်ခင်ဗျာဒါကတော့တင်းညံကာလမှာเนาะကျွန်တော်တို့မြန်မာလူမျိုးတွေကျွန်တော်တို့မြန်မာနိုင်ငံသားအားလုံးရဲ့ကျွန်တော်တို့အခုနှစ်ပိုင်း2024 2025ခုနှစ်ကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ကတ်ဘေးအဆိုးအမျိုးမျိုးကြောက်တဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်များစွာကျွန်တော်တို့တွေစိတ်မကောင်းဖြစ်ရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာပြည်သူပြည်သားအားလုံးကျွန်တော်တို့အခက်ခဲဘေးမျိုးမျိုးနဲ့ကျွန်တော်ကတ်မျိုးမျိုးနဲ့ကြုံဆုံရတဲ့နှစ်ပိုင်းခြားလို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကိုယ်တိုင်ကျွန်တော်တို့ကဟိုငငယ်လေးတွေကကျွန်တော်တို့ဆိုလို့ရှိရင်ဝန်ထမ်းသားသမီးလေးဖြစ်တဲ့အတွက်ကျွန်တော်တို့တွေဘယ်လိုပြောရမလဲချို့တဲ့ဆိုတာကျွန်တော်တို့နေခဲ့ရတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆင်းရဲမှုဆိုတာလည်းကျွန်တော်တို့သိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တွေအခုလိုမျိုးကျွန်တော်တို့အကူအညီပေးနိုင်တဲ့အနေအထားလေးရှိတဲ့အချိန်မှာကျွန်တော်တို့အကူအညီတွေကိုများစွာပေးတယ်ကျွန်တော်ကိုမိုးကားနုပညာကားစိတ်စင်တာကနေပြီးတော့ကျွန်တော်တို့ရေဘေးเนาะပြီးခဲ့တဲ့နှစ်တည်းကဆိုရင်ကျွန်တော်ရေဘေးတွေဖြစ်တယ်เนาะပြီးခဲ့တဲ့လတွေကရေဘေးတွေဖြစ်တဲ့နေရာမှာကိုမိုးကားနုပညာကနေပြီးတော့ငွေ330မတီးပြီးတော့30ကျော်ပေါ့เนาะမတီးပြီးတော့ကျွန်တော်တို့တွေအလှငွေတွေကောက်ခံပေးပြီးတော့ကျွန်တော်တို့တွေကိုစွမ်းညံစွမ်းကျွန်တော်တို့လူအင်အားနော်ငွေအင်အားနဲ့ကျွန်တော်အလုံးရင်းနဲ့ကျွန်တော်တို့ကိုယ်တိုင်တောင်ငူရေဘေးဖြစ်တဲ့နေရာတွေမှာတွားရောက်ပြီးအကူအညီတွေပေးသလိုကျွန်တော်တို့နေပြီးတော့ပြင်မနာတို့နေရာမျိုးတွေမှာကျွန်တော်တို့တွေငွေကြေးထောက်ပံ့နေများစွာပြုလုပ်ပေးတာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့ငလင်းဘေးဖြစ်တဲ့အချိန်မှာငလင်းတော့မန္တလေးစကိုင်းစသဖြင့်ကျွန်တော်တို့ငလင်းဘေးဖြစ်တဲ့နေရာမှာကျွန်တော်တို့ကိုမိုးကားနုပညာနေပြီးတော့အလှူဒန်းပြုလုပ်ထားတဲ့နေရာလေးတွေကိုကျွန်တော်တို့မျှဝေသွားမှာဖြစ်ပါတယ်ဒီနေရာလေးတွေကတော့ဘယ်လိုနေရာတွေကိုကျွန်တော်တို့တွေအကူအညီတွေပေးထားလဲဆိုတော့တနေရာလေးကိုကျွန်တော်တို့တွေအကူအညီပေးတာမဟုတ်ဘူးငွေကြေးအပြင်လှူဒန်းထားတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကိုထူးရဲ့လင်းအဖွဲ့လူမှုရေးအသင်းကိုကျွန်တော်တို့3သိန်းလှူဒန်းထားတယ်ကျွန်တော်တို့ဒီကိုမိုးကားနုပညာတည်ထောင်ထားတဲ့ကျွန်တော်တို့ကြီးပွားရေးရက်ကွက်မှာကျွန်တော်ငလင်ဘေးအတွက်ကိုကျွန်တော်တို့9သိန်းလှူဒန်းထားရတယ်နော်ပြီးသွားရင်ကျွန်တော်တို့မန္တကားရောင်းဝယ်အသင်းကို9သိန်းလှူဒန်းထားတယ်မော်တော်ကားရောင်းဝယ်အသင်းရန်ကုန်လူမှုရေးအသင်းကို9သိန်းလှူဒန်းထားတယ်ကိုစီယာမင်းလူမှုရေးအဖွဲ့ကိုကျွန်တော်9သိန်းလှူဒန်းထားတယ်အခြားအားသားလှူဒန်းထားရတယ်ကိုမင်းဟိန်းကိုကျွန်တော်2သိန်းလှူဒန်းထားတယ်ကိုမင်းဟိန်းဆိုတာကျွန်တော်တို့ရုပ်ရှင်တရုပ်ဆောင်ကိုမင်းဟိန်းကို2သိန်းလှူဒန်းထားတယ်ဒီပြည့်ကျွန်တော်တို့ကျောင်းတွေကျွန်တော်တို့သားသမီးလေးတွေရဲ့ကျောင်းတွေကိုလည်းလှူဒန်းထားတာအားလုံးပေါင်း9သိန်းဝန်းကျင်ရှိအားလုံးပေါင်းကျွန်တော်တွက်ကြည့်မယ်ဆိုရင်သိန်း30ခန့်ကျွန်တော်တို့ငွေကြေးကိုလှူဒန်းထားတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တက်နိုင်တဲ့ကျွန်တော်လှူဒန်းထားပြီးတော့ဒီတက်မကလှူဒန်းတဲ့သူတွေကိုလည်းကျွန်တော်တွေ့ရတယ်သိန်းကိုကျွန်တော်တငယ်ချင်းတွေဆိုသိန်းရာချီလှူထားတာရှိတယ်သိန်းထောင်ချီလှူတဲ့လူတွေကိုလည်းတွေ့ရတယ်တကယ်ကိုများစွာလှူဒန်းတဲ့သူတွေကိုကျွန်တော်တို့တွေဝမ်းမြောက်ဝမ်းသာတာရုခေါ်သလိုကျွန်တော်တို့ကိုယ်တိုင်လည်းဝမ်းမြောက်ဝမ်းသာရှိပါတယ်ဒါကတော့ကျွန်တော်တို့တွေလိုအပ်တဲ့သူတွေကိုကူညီတယ်ကျွန်တော်တို့အခက်ခဲရှိတဲ့လူတွေကိုကူညီတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ကျွန်တော်တို့တယောက်နဲ့တယောက်အခက်ခဲရှိနေတဲ့အခြေကိုကူညီတာဖြစ်ပါတယ်နော်ကျွန်တော်တို့တအားတွေကူညီတယ်ညံစွမ်းအပြင်ကူညီတယ်ခွန်အားဖြင့်ကူညီတယ်ပေါ့ဗျာအမျိုးမျိုးကူညီကြတယ်တယောက်ကဒုက္ခရောက်နေတဲ့ချိန်အဆင်မပြေတဲ့ချိန်ဒီမှာဒီဟာကိုလည်းကျွန်တော်တို့ရဲ့မြန်မာလူမျိုးတွေရဲ့နှလုံးသားကျွန်တော်တို့ရဲ့စိတ်သက်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာပြောချင်တာကကျွန်တော်ကိုမိုးကားနုပညာနေပြီးတော့တကြံမတိုင်ခင်မှာကျွန်တော်တို့စံနေစီတွေကိုကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ပြောမှဆိုရင်ကျွန်တော်တို့လက်လုံလက်စားနော်ကျွန်တော်လက်လုံလက်စားလို့ပြောတယ်လက်လုံလက်စားဆိုတာကျွန်တော်တနေ့လုံးမှတနေ့စားတယ်ဆိုတဲ့အဓိပ္ပာယ်ကျွန်တော်တင်းညံတွင်းဆိုတော့ကျွန်တော်အခုလိုမျိုးအခါရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အလှူဒန်းတွေရှိတယ်သို့ပေမဲ့ကျွန်တော်တို့
အလုတ်ကင်တွေကအလုတ်တွေကအားလုံးပိတ်ကြရနော်ပိတ်တဲ့နေရာမှာလက်လွတ်လက်စားရဆိုအခက်အခဲဖြစ်တဲ့သူတွေရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့အခက်အခဲဖြစ်တဲ့အချိန်တွေကြုံခဲ့ဘူးပါကျွန်တော်မနေ့က state တက်လေးတင်ထားဘူးပါနော်ကျွန်တော်တို့ထမင်းတစ်နက်လောက်ကိုငတ်ဘူးပါတယ်ဒါကတော့ကျွန်တော်တင်းညံတွင်းမှာအလုတ်ကင်တွေမှာကျွန်တော်ပျော်ဝဲချမွဲတွေတွားတာတွေရှိတယ်တချို့ကြောက်လဲတွိုင်းလိုင်းနဲ့ကျွန်တော်တို့ငွေကုန်သွားတာရှိတယ်ဒီလိုမျိုးလက်လုံလက်စားတွေအတွက်အဆင်ပြေပါသေးဆိုပြီးကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ရဲ့အနည်းဆက်တဲ့ကျွန်တော်တို့ဒီမာကိုမိုးကားနုပညာရှိတဲ့နေရာကတော့ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ကြီးပွားရေးရပ်ကွက်မှာရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနားဝန်းကျင်မှာလက်လုံလက်စားလေးရှိတယ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာလက်လုံလက်စားရှိတဲ့သူတွေကိုကျွန်တော်စီရဆန့်ရလှူဒန်းဖို့ကျွန်တော်တို့ပြင်ဆင်ထားတာဖြစ်ပါဒါကတော့ငွေကြေးအပြင်330ဝန်းကျင်ရှိပါနော်ဒါကတော့ငွေကြေးအားကိုပြောရတယ်ဆိုတာကတော့ limit အနေနဲ့သတ်မှတ်ပြီးကျွန်တော်တို့လှူဒန်းတာဖြစ်ပါတယ်တူတယောက်ချင်းဆိုရင်တော့ကျွန်တော်တို့ကစီကတော့ကျွန်တော်တို့စီ3ပိတ်တာကျွန်တော်တို့ပဲစီတဘူးရယ်ကျွန်တော်တို့ဆန်ကတော့3ဘီအနေနဲ့ကျွန်တော်တို့တယောက်ကိုတအိတ်အနေနဲ့အိမ်100เนาะအိမ်100ကျွန်တော်ဝန်ထမ်းကလေးတွေလည်းကျွန်တော်ပြီးမှဖြစ်တဲ့အတွက်100ကျော်သွားတာပေါ့เนาะကျွန်တော်မှာဝန်ထမ်းတွေ security တွေရှိတယ်ကျွန်တော်တို့ဝန်ထမ်းကလေးတွေရှိတယ်သူတို့လည်းပြီးမှဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီတကြံကာလမှာကျွန်တော်တို့မင်္ဂလာရှိသွားပြင်ကျွန်တော်အလှူဒန်းလေးပြုလုပ်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရွယ်ချက်ကတော့ဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကစတုဒီတာကျွန်တော်ကျွေးဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့စတုဒီတာရဲ့သဘောကတော့ကျွန်တော်တို့တစ်နက်ပဲပေါ့နော်စတုဒီတာကျွေးလိုက်တယ်ဆိုတော့ပျော်ရွှင်ရွှင်နဲ့တော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့တစ်နက်ပဲစားလိုက်ရဆန်ရဲ့စီရဲ့ဆိုတဲ့သဘောကအိမ်တော်မှာကျွန်တော်တို့မိသားစုကျွန်တော်တို့3-4ဦးကတော့ကျွန်တော်3-4-5ရက်ကတော့ AC စားလို့ရတာဖြစ်ပါတယ်နောက်ဆုံးမရှိရင်တော့မှကျွန်တော်စီနဲ့စားနဲ့စားလိုက်တယ်ကျွန်တော်တို့ခက်ခဲတဲ့အချိန်တွေကဆိုရင်စီနဲ့စားနဲ့စားထမင်းရှိလို့ရှိရင်စီရှိလို့ရှိရင်ကျွန်တော်တို့စားလို့ရတယ်နော်ငပိတိုးစရာလေးနဲ့စားရတယ်ရှိတယ်ဒီလိုမျိုးစားမယ်ဆိုရင်နောက်ဆုံးပြောပြရနော်ဟင်းမရှိတော့မှဆန်စီရဲ့အဓိက main စားတာဖြစ်တဲ့အတွက်ဒါကိုလည်းကျွန်တော်တို့အဆင်ပြေပါသေးဆိုတော့နှလုံးသားနဲ့ကျွန်တော်တို့ကဒါလှူဒန်းပေးမှာဖြစ်ပါတယ်ညနေကြလို့ရှိရင်ကျွန်တော်4နာရီဆိုတော့ဝေချမ်းပေးမှာဖြစ်ပါတယ်ဟုတ်ဒါကိုလည်းပြောကြရင်လည်းကျွန်တော်တို့ကောင်းမွန်တဲ့အရာတွေဆိုတာကျွန်တော်တို့ကူးဆက်တဲ့ဓာတ်သဘောတွေရှိတယ်ဒီဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့စင်ရဲတဲ့သူတွေအဆင်မပြေတဲ့လူတွေအဆင်ပြေပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ကောင်းမွန်တဲ့ကျွန်တော်တို့ရည်ရွယ်ချက်လေးနဲ့ဒီဗီဒီယိုလေးကနေတက်လာတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေကောင်းမွန်တဲ့အရာတွေဆိုတာကူးဆက်တတ်တယ်လို့မကောင်းတဲ့အရာတွေလည်းကူးဆက်တတ်တယ်။ဒါကြောင့်မို့ကောင်းမွန်တဲ့အရာတွေကျွန်တော်တို့အလှူဒန်းလေးတွေကူးဆက်ပါစေဆိုပြီးတော့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကနေတက်ဆက်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တွေကောင်းမွန်တဲ့အရာတွေကိုပြုလုပ်ပြီးတော့ကောင်းမွန်တဲ့အရာတွေကူးဆက်ကြပါစေ။ကောင်းမွန်တဲ့နှလုံးသားတွေနဲ့เนาะကျွန်တော်တို့မင်္ဂလာရှိသွားနှစ်တစ်ကိုကျွန်တော်တို့တွေဖြတ်တန်းကြရမှာဖြစ်ပါတယ်။အားကြောင့်မို့လို့ကျွန်တော်တို့ရဲ့မင်္ဂလာရှိတဲ့နှစ်တစ်မှာအားလုံးအေဂျင့်ပျော်ရွှင်စွာဖြင့်ကက်အမျိုးမျိုးဘေးအမျိုးမျိုးရန်အမျိုးမျိုးကနေကင်းရှင်ပြီးတော့ကင်းစင်ပပြောက်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးစီးပွားရေးတွေဘာသာပေါင်းစုံလူမျိုးပေါင်းစုံမှာစီးပွားရေးလူမှုရေးเนาะအရာရာဖွံ့ဖြိုးတိုးတက်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးရွှေအဆင့်ရှိတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီမြန်မာနိုင်ငံသားတွေရဲ့နှစ်သက်ကူအကျိုးလေးကိုကျွန်တော်မင်္ဂလာရှိစွာဖြတ်သန်းလိုက်ပါတယ်ခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်တဲ့နေ့ကလေးတွေကိုနေ့စဉ်နေ့တိုင်းပိုင်ဆိုင်ပြီးတော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကတ်ကြီးသုံးပါဘေးမျိုးမျိုးမှကြော်လွှားနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးအေဂျင့်ပျော်ရွှင်ကြပါစေခင်ဗျာ